အဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမှာတော့ NASA ကရဲ့သတင်းထုတ်ပြန်ချက်အထက်အရေးကြီးဆုံးတစ်ခုပေါ့နော်ဒါလေးဒီနေ့ကျွန်တော်ပြောရမယ်ငလင်ကိစ္စပါဆိုတော့ငလင်ကိစ္စရင်မပြောခင်ကျွန်တော်ဒီနေ့မဖြစ်မနေကျွန်တော်ပြောချင်တဲ့အကြောင်းတစ်ခုရှိတယ်အဲ့ဒါဘာလို့ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့ရက်တွေနဲ့ကြည့်လို့မရတာပေါ့ပွင့်လင်းပြကြည့်လို့မရတာပြီးတော့အချိန်ချင်းလဲကျွန်တော်ပြောနေတယ်အခုကျွန်တော်ထပ်ပြီးပြောရမယ်ဒီတစ်ခါတော့ကျွန်တော်နည်းနည်းလေးပုံပွင့်လင်းပဲအစိုးရကိုမေးပါမယ် NASA ကအစိုးရတာဝန်ရှိသူတွေကိုကျွန်တော်ပုံပွင့်လင်းပဲမေးပါမယ်နောက်တစ်ခါ NASA ကရဲ့ Cyber Police ပေါ့နော်နောက်လက်ရှိဒီတဲ့အစိုးရရဲ့ဒီ Cyber Police ကိုကျွန်တော်ပုံပွင့်လင်းမေးပါမယ်ခင်ဗျားတို့မှာလုံနိုင်တဲ့အစွမ်းမရှိတော့ဘူးလားခင်ဗျားတို့တိုင်းပေါင်းစားနေရလားအဲ့မေးကိုကျွန်တော်ပုံပွင့်လင်းမေးပါမယ်ခင်ဗျားတို့ကိုယ်တိုင်ပေါင်းစားနေရလားခင်ဗျားတို့ကိုယ်တိုင်လုံနိုင်စွမ်းမရှိရလားဒါမှမဟုတ်ခင်ဗျားတို့ကိုယ်တိုင်ကြားဖြန့်အားပေးနေရလား Cyber Police ကတာဝန်ရှိသူတွေကျွန်တော်တဲ့မေးတာပါပြီးတော့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်းကျွန်တော်ပုံမှန်လည်းမေးပါမယ်ခင်ဗျားတို့ကခုချိန်ထိ Telecom Company တွေကိုခင်ဗျားတို့ခုချိန်ထိလက်လွတ်ထားပေးကြလို့ပါ Telecom Company နဲ့သူ့ရဲ့ Content Provider Company တွေကိုခင်ဗျားတို့ခုချိန်ထိလက်လွတ်စပယ်ပြစ်ထားတော့မယ်လားခင်ဗျားတို့ကိုယ်တိုင်ခုထိတာဝန်ယူအောင်မှအရေးယူအောင်မှမသိသေးတဲ့အထိခင်ဗျားတို့ကိုယ်တိုင်ပေါင်းစားနေကြတာလားကျွန်တော်ဒီနေရာဒီမျိုးကိုအရင်ဆုံးပုံမှန်လည်းမေးပါမယ်အဲ့တော့ခင်ဗျားတို့တွေပုံမှန်လည်းပဲဖြေကြဖို့လိုပြီပုံမှန်လည်းပဲလုပ်ကြဖို့လိုပြီဘာလို့လဲဆိုတော့ကျွန်တော်တို့အဝေးမပြောဘူးခင်ဗျာသူများတွေကိုပြောရင်မောလို့ကျွန်တော်ကိုကျွန်တော်ပြောရမယ်ကျွန်တော်ရဲ့ဖုန်းတွေကိုကျွန်တော်ရဲ့ဟိုတီးနဲ့အလုပ်နဲ့ပတ်သက်တဲ့ဖုန်းတွေကို Telecom Company တွေကနေဝင်လာတဲ့ဖုန်းနံပါတ်တွေဘာတွေမှလည်းချမ်းဖြန့်နေယူဝင်လာတာဘာလို့လောင်းကစားတွေကစားခိုင်းတယ်ကျွန်တော်တို့လောင်းကစားခိုင်းနေတာကျွန်တော်ဒီဖုန်းနံပါတ်ကိုသူတို့ဘယ်ကနေဘယ်လိုရလဲကျွန်တော်မသိဘူးဒါပေမဲ့ Telecom Company တွေမှာပါပဲအဲ့ဖုန်းနံပါတ်ကသူတို့ရတဲ့အကြောင်းမရှိဘူးပို့တဲ့ဖုန်းနံပါတ်တွေကလည်း Telenor ဖုန်းနံပါတ်တွေကြီးပဲကျွန်တော်စီကိုပို့လာတာ Telenor နံပါတ်တွေကနေပို့လာနော်ဘာပို့လဲဆိုတော့ကျွန်တော်နံပါတ်ဆိုတဲ့နေရာမှာကျွန်တော်နံပါတ်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေရင်းချနေတော့မသိတဲ့နံပါတ်ပြပို့တော့အလုပ်ဖုန်းဘယ်သူမှလည်းသိချာမသိတဲ့ဖုန်းပြီးတော့ကျွန်တော်တော်သုံးနေရှိတဲ့ဖုန်းတွေအဲ့ဒီဖုန်းတွေကို message တွေဝင်လာတယ် Telenor ဖုန်းတွေဝင်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာကျွန်တော်တို့စည်ရင်သွင်းပြီးတော့တဲ့ငွေဖြည့်သွင်းမှာကတဲ့အနောက်ရှက်ပေးပြီးမဟုတ်ဘူးတဲ့ online မှာအနိုင်အများဆုံး9ဖန် game link တွေကိုယူပါတယ်ငွေရှားလို့လည်း game ကိုမိတ်ဆက်ပေးပြရစီတဲ့နော်9ပစုံကနန်း game 9ပြ game slot game ဖဲ game စသဖြင့်ကျွန်တော်တို့ game ကြောင်းတွေလာပို့တယ် game ကြောင်းတွေလာပို့တယ်ကျွန်တော်စဉ်းစားနေတာကဒီလိုမျိုးပို့တဲ့အထိဒီကောင်တွေရဲတင်းလာတာကအစိုးရအရေးမယူလို့ပဲဒီလိုပို့တာနော်ဒီလိုပို့တဲ့အထိရဲတင်းလာတာကအစိုးရအရေးမယူလို့ပဲပို့တဲ့နံပါတ်တွေလည်းကျွန်တော်ပုံမှန်ဖတ်ပြမယ်နော်3993939898 39996618 39999958 399630630664ဒါကျွန်တော်မသိတဲ့နံပါတ်တွေနံပါတ်4မျိုးနောက်တစ်ခုကနောက်အစောပိုင်းမှာပို့ထားတာတစ်ခုရှိသေးတယ်3995999955စုစုပေါင်းဖုန်းနံပါတ်မျိုးစား5မျိုးနဲ့အကုန်လုံးက Telenor ဖုန်းတွေကြီးပဲအကုန်လုံးက Telenor ဖုန်းတွေကြီးပဲအဲ့ဒီ Telenor ဖုန်းတွေနဲ့ကျွန်တော်တို့ငါးပြစ်ခင်းနေ slot game တွေဘာခင်းညာခင်းတွေဆော့ခိုင်းတယ်ကျွန်တော်ရှိဝင်လာတဲ့ message တွေကငလျင်ဘေးတဘာဝဘေးမုံတိုင်းဘေးဘာဘေးညာဘေးအဲ့ဒီဘေးအတွက်ကျွန်တော်တို့သတိထားနေတိုင်းကိုပြောရင်ကျွန်တော်တို့လက်ခံတယ်ဒါဆိုပို့တဲ့ message ကိုကျေးဇူးတော်တရားအောင်မယ်ကျမ်းမာရေးဆောက်ရှောက်မှုစသဖြင့်ပို့ရင်ကျေးဇူးတရားမှာအခုကျွန်တော်တို့ဂိမ်းကစားခိုင်းနေတာနိုင်ငံတော်ကလောင်းကစားတွေကိုတရားမဝင်လောင်းကစားတွေမှတည်းအရေးယူပါတယ်တရားမဝင်မှာဥပဒေမညီပါဘူးလို့ကြေညာထားပြီးသားဖြစ်ပါလဲနဲ့ Telecom Company တွေကနေတဆင့်ဓာတ်ရိုက်ဒီလိုကြော်ညာနေတာကို Telecom Company တွေကြော်ညာနေတာကိုခမများတို့ Cyber Police ကိုပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရောရေငုံနှုတ်ပိတ်နေတယ်ဆိုကြတဲ့ခမများတို့ကိုယ်တိုင်မယူသားဘူးလို့ကျွန်တော်ပုံနဲ့ပြောပြရစီခမများတို့မယူသားတော့အခုဒါနဲ့ပတ်သက်လို့ Telenor Company ကိုယ်တိုင်လည်းဖြည့်ရှင်းချက်ထုတ်ရမယ်ခမများတို့ကိုယ်တိုင်ဖြည့်ရှင်းချက်ပေးဖို့လိုလာပြီ Telenor ကအတန်ပေါ့အခုလည်းဝက်ရှိလက်ရှိဝယ်တာအတန်ပေါ့အတန်ကိုဝယ်ထားတာဘယ်အဖွဲ့အစည်းလဲကျွန်တော်မသိဘူးနောက်ဆုံးဝယ်တဲ့အဖွဲ့အစည်းကဗိုလ်ချုပ်ကြီးတွေတားသမီးတွေလားဘုသူသားသမီးတွေလဲကျွန်တော်မသိဘူးဒါပေမဲ့ခင်ဗျားတို့အဲ့လိုမျိုးပူပေါင်းပါဝင်ပတ်သက်ပြီးကြားဖြန့်လုပ်နေတာကိုခင်ဗျားတို့ကိုယ်တိုင်လက်ခံနေရလားခင်ဗျားတို့ကိုယ်တိုင်အဲ့လိုလောင်းကစားနဲ့ပတ်သက်ရှာဖို့ကြိုးစားနေကြပြီလားခင်ဗျားတို့မှာနည်းနည်းတော့အချက်တရားရှိဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ Telenor ခေါ်အတန်အခုအတန်လို့ခေါ်တဲ့ပုံကိုယ်တွေအဲ့ဒီပုံကတာဝန်ယူထားတဲ့လူတွေအကုန်လုံးခင်ဗျားတို့ရှက်ဖို့လိုတယ်အချက်တရားရှိဖို့လိုတယ်ခင်ဗျားတို့နဲ့ content provider လုပ်နေတဲ့ company တွေကိုခင်ဗျားတို့ပြန်စစ်ဖို့လိုတယ်ပုံကလည်းပြောရဲအဲ့ဒီလူတွေအကုန်လုံးမကြိုးသားဘူးပြည်သူလူထုကိုလောင်းကစားသမားတွေဖြစ်ပြီးတော့ဖဲရိုက်လောင်းကစားသမားတွေဖြစ်ပြီးတော့တကယ်ကိုကျွန်တော်တို့ပြည်သူလူထုကလောင်းကစားနဲ့နွန်နစ်ပြီးတော့ဒုက္ခရအောင်ကြားဖြန့်လို့ဖြန့်နေတယ်ဒါကြားဖြန့်တစ်မျိုးပဲအဲ့တော့ Telecom Company နဲ့ပတ်သက်လို့အစိုးရအရေးမယူဆိုရင်ခင်ဗျားတို့မယူတဲ့အစိုးရကိုယ်တိုင်ပါဝင်ပတ်သက်နေလို့ပဲကျွန်တော်သတ်မှတ်မယ်ပြည်သူလူထုလည်းအဲ့တိုင်းမှတ်ထားပါခင်ဗျားတို့ပြည်သူလည်းအဲ့တိုင်းမှတ်ခင်ဗျားတို့ချီကိုနေ့စဉ်ပို့နေတာလေခင်ဗျားတို့လည်းရောက်တယ်ကျွန်တော်စီရောက်တယ်လူတိုင်းစီရောက်တယ်ခင်ဗျားတို့နေ့စဉ်ပို့နေတဲ့လောင်းကစားဂိမ်းကြော်ညာဂိမ်းတွေဘာဂိမ်းညာဂိမ်းတွေကိုခင်ဗျားတို့ပို့နေတာအဲ့ဒါကိုအစိုးရနောက်တစ်လအတွင်းမှာရေးမယူဆိုရင်အဲ့ဒီအစိုးရကိုယ်တိုင်ခင်ဗျားတို့လိန်စားနေတာအဲ့လိုသာမှတ်အဲ့ဒီ Telecom Company တွေနဲ့အဲ့အစိုးရပုံကိုယ်တွေနဲ့ပေါင်းစားနေလို့မှတ်ခင်ဗျားတို့ကိုပြည်သူလူထုကိုအဲ့လူတွေကိုယ်တိုင်ကခင်ဗျားတို့ကိုလောင်းကစားသမားတွေဖြစ်အောင်လုပ်နေတယ်လို့မှတ်ဘာလို့ဆိုခင်ဗျားတို့အဲ့ဒီအစိုးရကိုယ်တိုင်ကကိုယ်တွေကတုတ်တုတ်မှမလုပ်ပဲရေးမယူကြဘူးဗျာလာနဲ့ချီနေပြီကျွန်တော်ပြောနေနှစ်ကိုမနေတော့နှစ်ပေါင်နေပြီမလုပ်ဘူးဗျာကဲ Telecom Company ခုကျွန်တော်ပြောတဲ့နံပါတ်တွေဆိုရင်ကောက်ပြီးခုကောက်ထောက်လိုက်တယ်တန်းပေါ်တယ်ဘယ်ကောင်တွေလဲချက်ချင်းကောက်ဖမ်းလို့ရတယ်ကွာခနဲ့မဖမ်းနိုင်အဲ့ Telecom Company တွေအကုန်လုံးရေးယူ
တယ်လီကွန်ကုမ္ပဏီတွေကိုပြန်ပြီးတခြားချက်နာလုပ်ပေါ့ဗျာပြီးသူတို့ကိုယ်တိုင်ပဲကျွန်တော်တို့ရဲ့ဖုန်းတွေကို register လုပ်ထားတယ်မဟုတ်လား register လုပ်ထားဖြစ်တဲ့အတွက် register လုပ်ထားတဲ့ဖုန်းတွေကိုပဲ activate လုပ်ပြီး register လုပ်တဲ့ဖုန်းတွေကို unactivate လုပ်လိုက်ပေါ့ဘာဖြစ်လဲအခုကအဲ့လိုပုံပဲနဲ့ကျွန်တော်တို့လူတွေစီကိုလိုက်ပို့တယ်တယ်လီကွန်ကုမ္ပဏီတွေကဓာတ်ရိုက်ပို့တာမဟုတ်တော့တဲ့ဖုန်းနံပါတ်တွေကနေကျွန်တော်တို့ဖုန်းဓာတ်ရိုက်ပို့တဲ့အဆင့်ရောက်လာတယ်ဆိုမသိတဲ့လူကအဲ့ဒါကိုသွားပြီးသူပြောတဲ့ link ကိုနှိပ်လိုက်လို့ရှိရင်တေချာပေါက်ကျွန်တော်တို့ရှိပတ်စံတွေကို draw နဲ့ပါသွားပြီ wall နဲ့ပါသွားပါအဲ့တော့ခင်ဗျားတို့ပြည်သူလူထုလည်းဒီညာပြောချင်တယ်ခင်ဗျားတို့စီကိုဝင်လာတဲ့အဲ့ဒီလို message တွေ350ကန်ထူပါတို့3000ကန်3000ကန်ထူပါတယ်လို့ဗာအဲ့ခင်ဗျားရှောက်ပို့တဲ့စာတွေကိုရှောက်ပြီးတော့ link မနှိပ်ပါနဲ့ရှောက်မရီမတော့မပြောတော့မထိပါနဲ့ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုပတ်စံတွေပါသွားလိမ့်မယ်ဒါကိုကျွန်တော်စိတ်ပူပါတယ်ဘာလို့ဆိုတော့ဒီကိစ္စကိုအစိုးရကအရေးမယူပေးဘူးအစိုးရကမတိကြအောင်စောင့်နေတယ်မတိကြုံပြုနေဆိုတာအစိုးရကိုယ်တိုင်ကမယိုသားတွေးယိုသားရောမရှိဘူးယိုသားမှုမရှိဘူးပြည်သူလူထုမှာပြည်သူလူထုကိုလောင်ကစားသမားတွေကလင်ကကြက်ကောင်တွေဖြစ်အောင်လုပ်နေတဲ့သဘောတွန်းပို့နေတာပဲအဲ့တော့အစိုးရကတရားဥပဒေစိုးမိုးရေးကိုစောင့်ရှောက်တဲ့အစိုးရမဟုတ်တော့ဘူးလို့ကျွန်တော်တို့ပြန်ပြောရမှာဖြစ်နေတယ်သူတို့ဘာလို့ဒါတရားဥပဒေနဲ့မညီပါဘူးလို့ကြီးညာထားပြီးသားဟာကိုဒီလောက်ပေါ်တင်ကြီးတွေလုပ်နေတာကိုသူတို့မတိကြအောင်စောင့်နေဆိုတာအစိုးရတော်ညံ့တာဘယ်လောက်ထိဆိုးလဲဆိုရင်မင်းခင်ဗျအစိုးရပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနောက်တစ်ခုကတယ်လီကွန်ကုမ္ပဏီတွေနောက်တစ်ခုကဘာခေါ်လဲဆိုတော့ဒီ cyber police ပေါ့အဲ့သုံးဖွဲ့လုံးကတာဝန်ရှိသူတွေစီကတော့အဲ့ message တွေဝင်နေမှာပြောမရအောင်ပြီးတော့တချို့ဝန်ကြီးဌာနလူကြီးဆိုညုံမှုညုံချုံအဆင့် level တွေပေါ့သူတို့တွေစီကတော့အဲ့လိုမျိုးကျောင်းညာမသားပညာတွေဝင်နေတဲ့ကျွန်တော်ပြောတယ်ကျွန်တော်အားအောနေဟာအဲ့လိုဝင်နေဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်တော့ဘလောက်တောင်မရိုင်းနေပြီလေဒီကောင်တွေကဘလောက်တောင်ကျွန်တော်တို့လူလူပေါ်မှာဒီဘလောင်းကစားနဲ့ဒုက္ခပေးနေပြီလေဆိုတာသိကြဖို့လိုတယ်အဲ့တော့ဒီလိုအဖွဲ့အစည်းကိုဝိုင်းဝန်းတိုက်ဖြတ်ကြဖို့လိုတယ်ပြည်သူလူထုကတိုက်ဖြတ်ဖို့လိုတယ်အစိုးရတိုက်ဖြတ်ဖို့လိုတယ်ပြည်သူလူထုကကြတော့ပါဝင်ပတ်သက်ခြင်းမပြုဘဲပူပေါင်းပါဝင်မပြုဘဲနဲ့ဘလော့လိုက်တာမျိုးတမ်းပြီးဘလော့ပြတာမျိုးနဲ့ပါဝင်ပတ်သက်ဖို့လိုတယ်ပြီးတော့လင့်နေမနှိပ်ချင်းလင့်နေမနှိပ်နဲ့တစ်ချက်ကတစ်မနှိပ်ပါနဲ့နှစ်ဘလော့ပြပါ message ကို block ပြပါအဲ့နီးနဲ့ပြည်သူလူထုကလည်းဆန့်ကျင်ရမှာဖြစ်တယ်လို့အဲ့ဒီလိုမျိုးပို့လာတဲ့ message တိုင်းပို့လာတာ telecom company တွေအခုချိန်နေခင်ဗျာဆက်သွယ်ရေးလူတွေကခေါ်ပြီးတော့ telecom company တွေကိုကြက်ရတော့အမကြက်ဘူးဆိုရင်အဲ့ telecom company နဲ့ဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်နေတယ်ပူးပေါင်းပြီးတော့ပြည်သူလူထုကိုလိန်စားနေတယ်လို့ခေါ်တာအဲ့လိုပဲကျွန်တော်ကောက်ချက်ချအောင်မယ်နော်လွယ်လွယ်လေးခင်ဗျာလက်ရှိပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးနဲ့ cyber police ကကောင်တွေခေါ်လိုက်နေရှင်အဲ့ telecom company ၄ခုလုံးခေါ်လိုက်မင်းအတန်လာခဲ့ audio မင်းလာခဲ့ mighty မင်းလည်းလာခဲ့လာ MPT မင်းလည်းလာခဲ့ဒီမို့၄ယောက်တို့လာခဲ့လာမင်းတို့ရှယ်နေ message တွေပို့တယ်ဓမ္မမြင်လားပြပြီးနေမင်းတို့အဲ့ဒါကိုမှမတားနိုင်ရင်မင်းတို့ company license အကုန်သိမ်းမယ်ကွာလာဆိုအဲ့လိုလုပ်ပလိုက်ပါလားမလုပ်ဘူးလုပ်ရင်ပါလေလူကြီးသားသမီးတွေထိမှဆိုလို့လားကျွန်တော်တခါကြရင်လေဟိုပွင့်လိုက်ပြောရင်ဒီအစိုးရရဲ့တချို့သောပုံကိုယ်တွေတချို့သောလုပ်ရက်တွေကိုကျွန်တော်တော်ကြည့်မရပါဘူးခင်ဗျားတို့တွေကဘာဖြစ်လဲဆိုတော့ဟိုလူလူကိုဒုက္ခပေးတာကြီးကျယ်ဒုက္ခပေးနေတယ်တော့တွေ့ရတယ်ဆိုတော့ဒါကတော့ကျွန်တော်မကြိုက်တဲ့အတွက်ပေါ်တင်မဲ့ပြောတာပါအဲ့တော့အစိုးရအနေနဲ့ခင်ဗျားတို့ action plan ကိုကျွန်တော်စောင့်ကြည့်ပါမယ်တလတိတိကျွန်တော်တို့ကစောင့်ကြည့်ပါမယ်တလကြတဲ့အထိခင်ဗျားတို့အရေးယူထားခြင်းမရှိဘူးကျွန်တော်တို့လူတွေရှိ message တွေဝင်နေတော့မဲ့ဆိုရင်ခင်ဗျားတို့ဝန်ကြီးဌာနနဲ့အဲ့ဒီခင်ဗျားတို့သက်ဆိုင်ရာလူကြီးတွေနဲ့အဲ့ဒီ telecom ကုမ္ပဏီနဲ့ပေါင်းစားနေပြီပေါင်းပြီးတော့လိန်စားနေပြီလို့ပဲကျွန်တော်တို့ပြောတခါတည်းတိုက်ရိုက်ဆွဆွဲပါမယ်တလကြည့်ကျွန်တော်တို့စောင့်ကြည့်ပါအောင်အခုတော့ short လူတွေဝင်နေကျွန်တော်တို့ဆိုတနေ့ဝင်တာစိတ်ညစ်လောက်အောင်ဝင်တာဘာတွေဝင်မှမသိဘူးပြီးတော့ဘာအကျိုးမှလည်းမဖြစ်ဘူးအခုရေပေးမီးပေးလေပေးငရေမုံတိုင်းပေးဘာပေးညာပေးတွေကြတော့အဲ့လို message ကြောင့်ကျွန်တော်တို့စီဝင်မလာဘူးအဲ့လိုမျိုးကြိုတင်သတိပေးချက်အလောက်ကြောင့်ဝင်မလာဘူးဒီလိုမျိုးလောင်းကစားကြတော့တလောဟုတ်ဝင်လာတယ်ဒိတ်မှမရှိတာဗျာကျွန်တော်တို့ဖုန်းနံပါတ်တွေကို auto လောက်ကြီးဝင်ချလိုက်ဆိုဒိတ်မှမရှိတာဗျာခင်ဗျာအဲ့ဒါကြီးတော့ telecom ကုမ္ပဏီတွေရဲ့ရုပ်ကမ်းမှုလို့ကျွန်တော်သတ်မှတ်ပါတယ် Telenor နံပါတ်1အများဆုံးဒီ Telenor ဖြစ်နေတာတော့တွေ့ရတယ်အဲ့ Telenor ခေါ် attempt ပိုင်ရှင်တွေဒီတိုင်း attempt ဒီမြန်မာတွေလွှဲပြလို့ကြားတယ် attempt ပိုင်ရှင်တွေဒီမှာရိုးသားတော့ဘယ်ကောင်တွေလုပ်လို့တော့မသိဘယ်တထေးတွေလုပ်လို့မသိအဲ့ဒါပေမဲ့အဲ့တထေးတွေကသူတို့မလုပ်ဘူးဆိုရင်အဲ့ဒါတကယ်အောက်တန်းစားဂရီလီရှိပါပဲကျွန်တော်ဒီလိုပဲပြောပြစီ